အစရှိသဖြင့်သွေးနဲ့လေမျှတမှုမရှိခြင်းကြောင့်ဖြစ်လာနိုင်တဲ့ယောဂအတော်များများကိုကာကွယ်ထားလို့သူများဟယ်လိုအားလုံးပဲမင်္ဂလာပါခင်ဗျမင်္ဂလာရှိသောအချိန်ခါသမယလေးမှာစွမ်းကြော်ကြ Blast and Air Balance Service ဝန်ဆောင်မှုလုပ်ငန်းကနေပြီးတော့မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာကာရဝပြုရပါတယ်ခင်ဗျာစွမ်းကြော်ကြဆိုတာကကျွန်တော်ရဲ့ Blast and Air Balance Service ဝန်ဆောင်မှုလုပ်ငန်းရဲ့နာမည်ဖြစ်တယ်လို့ကျွန်တော်ရဲ့ Facebook page နာမည်ကျွန်တော်ရဲ့ TikTok account နာမည်ကျွန်တော်ရဲ့ YouTube channel ရဲ့နာမည်လည်းဖြစ်ပါတယ်ခင်ဗျာစိုင်းကောင်းခန့်ဆိုတာကတော့ကျွန်တော်ရဲ့နာမည်ဖြစ်တယ်လို့เนาะကျွန်တော်ရဲ့လူနာမည်ဖြစ်တယ်လို့ကျွန်တော်ရဲ့ Facebook account နာမည်လည်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ Blast and Air Balance Service လို့ခေါ်တဲ့သွေးနှိလေကိုမျှတစေသောဝန်ဆောင်မှုလုပ်ငန်းကိုလုပ်ကိုင်နေသူတယောက်ဖြစ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာပညာရဲ့တစ်ခုအလုပ်အကင်တစ်ခုအကြောင်းအရာတစ်ခုဆိုတာကလူတိုင်းအတွက်မဟုတ်တယ်လို့လူတိုင်းကလည်းအဲ့ဒီပညာရဲ့အဲ့ဒီအလုပ်ကင်ကိုသဘောကျနေကြိုက်နေမှာမဟုတ်ပါဘူးလူတိုင်းကသဘောကျနေကြိုက်နေမယ်ဆိုရင်လေအသုံးပြုနိုင်တဲ့အနေအထားကလူတစ်ယောက်ချင်းစီမှာရှိကြမှာရှိမှာပါဒီနေ့မှာကျွန်တော်မျှဝေချင်တာကအဲ့ဒီလိုသဘောတရားတွေကိုကျွန်တော်ရဲ့ Blast and Air Balance Service လုပ်ငန်းနဲ့ပတ်သက်ပြီးတော့မျှဝေချင်တာပါသွေးနှိလေကိုမျှတစေသောဝန်ဆောင်မှုကိုရယူတဲ့သူဒါမှမဟုတ်အနည်းအနှိတ်ခံတဲ့အသက်အရွယ်နဲ့အနေအထားတွေကိုပြောပြချင်တာပါအသက်အရွယ်ဆိုတာကကြားမမရွေးအသက်40ပြည့်ပြီးသားလူတွေပါဘာမှမဖြစ်ဘူးဆိုရင်တောင်မှမိမိတို့ရဲ့ရှိရင်စွဲကောင်းပြီးသားသွေးနဲ့လေလှည့်ပတ်မှုကိုထိမ့်သိမ့်တဲ့အနေနဲ့တနည်းအားဖြင့်ဘာယောဂမှမဖြစ်ခင်ကြိုတင်ကာကွယ်တဲ့အနေနဲ့တပတ်တစ်ချိန်လောက်တော့အနေနှိပ်ခံနေပါတယ်အနေအထားဆိုတာကနံပါတ်1အထိုင်များလုံးတဲ့သူဒါမှမဟုတ်ကိုယ်လက်လှုပ်ရှားမှုနည်းလွန်းတဲ့သူနံပါတ်2လမ်းလျှောက်တာများလွန်းတဲ့သူနံပါတ်3လုပ်ငန်းခွင်ရဲ့ဖြည့်ဆည်းမှုကြောင့်ကိုယ်လက်လေးလံထုံကျင်ညောင်းညာကိုက်ခဲတဲ့သူနံပါတ်4သွေးနဲ့လေလှည့်ပတ်မှုမှာစတင်ပြီးတော့ဆင့်ကဲပတ်သက်မှုများဖြစ်ကြတဲ့လူခန္ဓာကိုယ်ရဲ့ကျန်းမာရေး system ကြီးတစ်ခုလုံးကိုအဆင့်မြင့်တင်လို့တဲ့သူများနံပါတ်5လေဖြတ်လေငန်းယောဂခံစားနေရတဲ့သူများနံပါတ်6ကလေယောဂအမျိုးမျိုးနဲ့သွေးတိုးနှလုံးကင်ဆာကြီးပေါင်းအကျောသေးအကျောကက်အာယုံကြောအစရှိသဖြင့်သွေးနဲ့လေမျှတမှုမရှိခြင်းကြောင့်ဖြစ်လာနိုင်တဲ့ယောဂအတော်များများကိုကာကွယ်ထားလို့သူများနံပါတ်9ကဘယ်အသက်အရွယ်ဘယ်အနေထားမှာပဲဖြစ်ဖြစ်အခြေအနေအရအရေးပေါ်အခြေအနေတစ်ခုခုကြောင့်အနေနှိပ်ခံရန်လိုအပ်နေသူများအားလုံးပေါင်း9မျိုးဖြစ်ပါတယ်ခင်ဗျအခုဒီဗီဒီယိုကိုကြည့်နေတဲ့သူကအခုကျွန်တော်ပြောခဲ့တဲ့အချက်လက်တွေတဲကတစ်ခုခုနဲ့ကိုက်ညီနေမယ်ဆိုရင်အနေနှိပ်ခံသင့်ပါတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့အနေနှိပ်မခံသင့်ပါဘူးဒီဗီဒီယိုဖိုင်ရဲ့အစမှာကျွန်တော်ပြောခဲ့သလိုပဲပညာရဲ့တစ်ခုအလောက်ကိုင်းတစ်ခုဆိုတာလူတိုင်းအတွက်မဟုတ်ပါဘူးခင်ဗျာလူအချို့အတွက်ပဲဖြစ်ပါတယ်သွေးနှိလေကိုမျှတစေသောဝန်ဆောင်မှုဒါမှမဟုတ်အနေအနှိတ်ဝန်ဆောင်မှုကိုရယူဖို့အတွက်ဘယ်ဆိုင်ကိုရွေးချယ်ရမလဲဆိုတာမသိသေးရင်တော့ကျွန်တော်ရဲ့စွမ်းကြော်ကြ Blast and Air Balance Service လုပ်ငန်းကိုဆက်သွယ်လိုက်ပါခင်ဗျာPage Messenger Facebook account Messenger များကလည်းဆက်သွယ်လို့ရပါတယ်ခင်ဗျာဖုန်းနံပါတ်နဲ့ဖုန်းဆက်ချင်တယ်ဆိုရင်တော့695318338ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကြောင့်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာအားလုံးပဲစိတ်ဓာတ်ဒုက္ခကာယဒုက္ခနာထာနာနဲ့ပြည့်စုံပါစေကြောင်းဆုမကောင်းတောင်းအပ်ပါတယ်ခင်ဗျာ